ဝီချဲမျိုးစားနဲ့လူနာရဲ့ကိုယ်လုံးကိုယ်ရဲပေါ်မူတည်ပြီးထောင့်တိုင်းတာပြောင်းလဲနိုင်ပါတယ်ခြေရင်နှန်းကိုခောက်တင်ကဝီချဲဘရိတ်များကိုဆွဲထားပါလူနာရဲ့အခြေအနေကိုကြည့်နေရင်ကတင်စွန်းမှာထိုင်တဲ့အနေအထားဖြစ်အောင်ကူညီပေးပါအခုခြေထောက်တွေကိုထိမ့်ကင်ပေးထားမှာပါအခုကျွန်တော်လက်တွေနဲ့ပခုံးကိုတိုင်းဖက်ထားမှာပါလူနာရဲ့ခြေထောက်ကိုအောက်ကနေလက်တစ်ဖက်နဲ့ညင်ညင်သာသာကင်ထားပြီးတခြားတစ်ဖက်နဲ့ပင့်ပေးထားပါပြီးနောက်လူနာရဲ့ပခုံးကိုဖတ်ထားပြီးဖြည်းဖြည်းချင်းထူပေးပါတင်လူနာနဲ့ဝီချဲတို့တိကံပုံဖြစ်အောင်ရက်ပြီးပြောင်းရွှေ့ရာမှာကန့်လန့်ခံမနေပါစေနဲ့ထို့သို့လုပ်ရန်လည်းမဖြစ်နိုင်ပါကရေမနစ်စေရန်လူနာ၏မေးကိုရေချိုးပုတ်ပြားသို့ဖုံးပေါ်တွင်တင်ထားပေးပါရေချိုးကန်မှတဲထုတ်နိုင်ပြီးရွေတရားရေချိုးခုံကိုအသုံးပြုပါကနင်းကိုခုံပေါ်ထိုင်ရန်ကူညီပေးပါရွေတရားရေချိုးခုံပေါ်ရှိလူနာကိုအဝတ်လဲခန်းသို့လျင်မြန်စွာရောက်အောင်ပို့ပါလူနာတုံ့ပြန်မှုရှိကြောင်းသိချစေရန်လူနာ၏ပခုံးကိုဖော့ဖုတ်ပုတ်ရင်းဆက်သွယ်ပြောဆိုနေပါမစ္စတာကျွန်တော်ပြောတာကြားရဲ့လားမစ္စတာဘာတခုခုပြောပါဦးလူနာလဲရောက်နိုင်ရန်နေရာလွတ်ရှာပြီးပလက်လန်နေထားဖြစ်အောင်ကူညီပေးပါရွေလျားရေချိုးခုံကိုမတုံးလျင်ဖြစ်နိုင်ပါကအဝတ်လဲခန်းသို့တည်သွားပြီးပလက်အနေထားဖြစ်အောင်လုပ်ပါအဝတ်လဲခန်းသို့မတည်သွားနိုင်ရင်ရေချိုးခန်းထဲတွင်ပလက်အနေထားဖြစ်အောင်ကူညီပေးပါရွေလျားရေချိုးခုံကိုသုံးမသုံးလူနာနှင့်စကားပြောဆိုရင်လူနာတုံ့ပြန်မှုရှိသည်ကိုသေချာအောင်လုပ်ပါကျွန်တော်ကခမားကိုတာဝန်ယူလုပ်ကင်ပေးမဲ့ကပါဘလို့နေသေးလဲဗျငါးနည်းပညာဆိုင်အသုံးနှုန်းများကိုရှောင်ပြီးလူနာအလွယ်တကူနားလည်မဲ့စကားလုံးကိုရွေးပြောပါ6အလွန်အမင်းယိုကျိုးတဲ့စကားတွေဟာလူနာကိုမနှွေးထွေးစေပဲကင်းကွာနေတယ်လို့ခံစားရစေပါတယ်အန်ကတ်တချမ်းတက်ရာမှာကျွန်တော်ကူညီပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတစိမ့်တစ်ပိုင်းသွားတူများတက်ပေးရာမှာကူညီပေးမှာဖြစ်ပါတယ်ခင်ဗျအိယာရဲ့ဘေးဘက်မှာပြောင်းထိုင်ပေးလို့ရမလားခင်ဗျအိယာဘေးဘက်ပေါ်မှာထိုင်ရင်ခြေထောက်နဲ့ကျမ်းပြင်ကိုထိထားပေးနိုင်မလားခင်ဗျဒီနေ့ဘလို့ခံစားရလဲဆိုတာလေးကိုကျွန်တော်ကိုပြောပြပါလားခင်ဗျကျွန်တော်လုပ်ပေးနိုင်တာရှိရင်အားနာမနေပဲပြောပါဗျဒီနေ့ဘလို့ခံစားရလဲခင်ဗျကျွန်တော်လုပ်ပေးနိုင်တာရှိရင်ဘာမဆိုပြောပေးပါခင်ဗျခုနဲ့အလွန်အမင်းရင်းနှီးကျွမ်းဝင်ပုံရှိတဲ့စကားများကိုလည်းမသုံးပါနဲ့ရှစ်ကလေးသုံးစကားများကိုမသုံးပါနဲ့လူနာ၏မျက်လုံးနှင့်တဒန်းထဲရှိရာဘေးတွင်ထိုင်ပါဘလောက်ပဲအလုပ်များနေပါစေလူနာထမင်းစားတောက်သည့်အခါမတက်ရက်၍မပန့်ပိုးရပါအကယ်၍မတက်ရက်၍ကူညီပန့်ပိုးပေးခြင်းသည်လူနာအားချင်းချောက်နေဟန်ခံစားရစေနိုင်သည်အမြင့်မှကူညီလျင်လူနာများအစာစားရခက်စေပြီးလဲချောင်းထဲ၌အစာတက်သွားစေနိုင်သည်မျက်နှာချင်းဆိုင်ထိုင်နေချိန်တွင်ခြေချိတ်ထိုင်ခြင်းသည်မကောင်းသောအမူအကျင့်များဖြစ်သည်ဤပြုအမူသည်တင်နှင့်လူနာကြားဆက်ဆံရေးကိုမပြေမပြစ်ဖြစ်စေနိုင်သည်တင့်ခြေထောက်နှစ်ပတ်လုံးအားကျန်းပြင်ပေါ်တွင်တေချာချထားရမည်မီနူးကိုရှင်းပြပြီးနောက်ထမင်းစားနိုင်သည်ဒီနေ့မီနူးကဟမ်ဘာဂါအသားပြားအရွက်စုံကြော်နဲ့ဟင်းနုနယ်ပြုတ်ပါအစာလမ်းကြောင်းလွဲခြင်းမှကာကွယ်ရန်လူနာအားထမင်းမစားမီလက်ဖက်ရည်သို့ရေနှဲငယ်တောက်ခိုင်းပါကရင်းဆိုအောင်လက်ဖက်ရည်နည်းနည်းအရင်တောက်ပါလူနာခြေအိတ်တွေဝတ်ထားရင်ပိုပြီးသတိထားပါလူနာရဲ့လေမဖြန်းတဲ့ခြေထောက်ကိုလေဖြန်းနေတဲ့ခြေထောက်နဲ့90ဒီဂရီဝန်းကျင်ဖြစ်အောင်နောက်ပြန်ဆွဲခိုင်းကြည့်ပါလေမဖြန်းနေတဲ့ခြေထောက်ကိုကတင်ပေါ်မှာပြားလိုက်ချထားပါလားအင်းရဲ့လေမဖြန်းတဲ့လက်ကိုကတင်ပေါ်တင်ထားခိုင်းပါမတ်တက်ရက်ပြီးတဲ့နောက်လှည့်ရမှာပိုလွယ်အောင်လူနာရဲ့လက်ကိုအင်းရဲ့ကိုနဲ့ဝေးဝေးမှာထားခိုင်းပြီးအင်းရဲ့ကိုရှေ့မှာအနှဲငယ်ထောင်ဖြတ်ပုံထားခိုင်းထားပါလူနာရဲ့လေဖြန်းနေတဲ့ဖက်မှာရက်ပြီးပုံမှန်တိုင်းသွားလာနိုင်ဖို့ကူညီပေးပါ
လူနာရဲ့လေဖြန်းနေတဲ့ဒူးခွင်မကျသွားအောင်ဒူးကိုလက်တစ်ဖက်ထိန်းထားပေးပါကြောအောက်ပိုင်းကိုလက်တစ်ဖက်နဲ့ထိန်းထားပေးပါလူနာကိုထုပေးနိုင်အောင်တစ်နှစ်သုံးလို့ကြဲကြဲអော်ပြီးလူနာနဲ့ချိန်သားကြိုက်ပါအိယာပေါ်တင်ပေးမယ်နော်တစ်နှစ်သုံးလူနာကိုအိယာစီရွှေ့ရမှာလေမဖြန်းတဲ့ခြေထောက်ကိုထောက်ထားပြီးရင်းမှတ်တက်ရက်ကလှည့်နိုင်ပါတယ်ရွှေ့ပြီးတဲ့နောက်လူနာရဲ့ခြေထောက်နှစ်ဖက်လုံးကျမ်းပြင်ပေါ်ချထားပြီးကောင်းကောင်းထိုင်နေမနေစစ်ဆေးပါ